လာပါကျွန်တော်ဒီနေ့နော်ဒီနေ့ဟိုပါပေါ့ဒီနေ့ကျွန်တော်ဒါအင်္ဂါနေ့ညမှာဒါရှင်မြန်ကစားမယ်နော်ဒါဟိုအင်္ဂါနေ့ညဗုဒ္ဓဘုနေ့မနက်ပွဲတွေလည်းပါတယ်ဒီနေ့ပွဲတွေကတော့တိတ်အများကြီးရောမရှိဘူးဒါကျွန်တော်ဒါစပိန်ကတ်ဟိုအီတလီကတ်ရှိမယ်ကျွန်တော်ဒါအင်္ဂလိပ်ကတ်နော်ဒါကာရာဘောင်ကတ်ဒါဆီမီဖိုင်နယ်ပွဲတွေရှိမယ်ဘွန်ဒက်လီဂါပွဲတွေရှိတယ်အဲ့ဒီကမှကျွန်တော်အကြိုက်ဆုံးပွဲနှစ်ပွဲကိုကျွန်တော်ရွေးထုတ်ပေးထားတယ်ဗျာနော်ဒါဆီမီဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ဒါနယူကာဆယ်နဲ့မန်စီးတီးရဲ့ပွဲစဉ်ကိုကျွန်တော်သုံးသပ်ပေးမယ်နော်နယူကာဆယ်နဲ့မန်စီးတီးရဲ့ကျွန်တော်ဒါဒီမနက်ကြေးတန်းဆိုလို့ရှိရင်เนาะဒါမန်စီးတီးရဲ့ကျွန်တော်ဒါအဝေးခွင့်ရနေပြီးတော့ဒါတရီ15ပြားရှုံးဂိုးပေါင်းက320စားနေတယ်ဒီမနက်ကြေးတန်းကိုဒါစထားတယ်အဲ့တော့ဒါနှစ်သင်းလုံးရဲ့ဒါကျွန်တော် head to head ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းနယူကာဆယ်ဒီဒါဒီနေ့ရာဒီမှာအင်ကွင်းပိုင်းတော်တော်လေးကောင်းနေတာကိုတွေ့ရတယ်ဒါမန်စီးတီးကလည်းဒီနေ့မှာဒါခြေစွမ်းပိုင်းကောင်းတော်တော်လေးကောင်းမွန်နေရเนาะဒါတင်းဖောင်တော်တော်လေးကောင်းနေတဲ့အသင်းဖြစ်တယ်ဗျာเนาะအေးကျွန်တော်ဒါတွေ့ဆုံမှုကိုကျွန်တော်ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းမန်စီးတီးကတော့ဒါတွေ့ဆုံမှုတိုင်းမှာတာထားတယ်ဒါပေမဲ့ဟိုပြီးခဲ့တဲ့ကျွန်တော်ဒါ2025เนาะဒါနိုဝင်ဘာ23လောက်တော့မှဒါပရီးမီယာလိကန်ထားတဲ့ပွဲစဉ်ရတော့ဒါနယူကာဆယ်ကမန်စီးတီးကိုဒါအိမ်ကွင်းမှာအနိုင်ရထားတယ်ဗျာနော်အဲ့တော့ဒီနေ့ပွဲရတော့ဒါမန်စီးတီးအနေနဲ့လည်းကူကူတော့နိုင်မယ်လို့မထင်ဘူးတော်တော်လေးခက်ခဲနဲ့ကန်ပြီးတော့မှနိုင်မယ်လို့လည်းထင်တယ်ပြီးတော့ဒါမန်စီးတီးရဲ့အနေနဲ့ဒါနယူကာဆယ်ကိုပောက်တဲ့ကြေးတန်းရတယ်ဟိုနည်းနည်းလေးကြေးကပျော့တယ်ဗျာနော်တော်တော်လေးပျော့တယ်အဲ့တော့ဒီမန်စီးတီးအနေနဲ့ဒီနေ့ပွဲမှာကျွန်တော်ပွဲချိန်ပြည့်တီလောက်ထိပဲဆွဲခေါ်ပြီးတော့ကန်နိုင်မလားအနိုင်ရလက်နဲ့ဖော်ဆောင်နိုင်မလားဆိုတော့ကျွန်တော်ကြည့်ရမယ်နယူကာဆယ်လည်းဒါဒီနေ့ရဒီမှာအိမ်ကွင်းဆိုလို့ရှိရင်ကျွန်တော်တို့ဒါတော့ဟိုဂိုးပေါ်ထားလည်းများသလိုပေးကိုရကိုလည်းများတယ်ဒါချက်စီးကိုလည်းတူတူနဲ့ကန်ထားတယ်ကျွန်တော်ဒါအိမ်ကွင်းမှာဆိုလို့ရှိရင်လည်းဒါလီတို့ဘာတို့နိုင်ထားတယ်အိမ်ကွင်းမှတော်တော်လေးကောင်းတယ်ဗျဒီနေ့ညကြေးတန်းရဆိုရင်တော့ဟိုမန်စီးတီးလွယ်တော့မလွယ်ဘူးဒါပေမဲ့မလွယ်ဘူးဆိုပေမဲ့လည်းကျွန်တော်ကတော့ဒါတရေ15ပြားရှုံးဆိုတော့15ပြား20လောက်ရင်းပြီးတော့ဟိုမန်စီးတီး body ပဲကျွန်တော်ကြိုက်တယ်မန်စီးတီးနေဒီနေ့နောက်ဆုံးတရေလောက်ထိတော့တရေလောက်ဟိုနောက်ဆုံးပေါ့တရေတော့မဟုတ်အနိုင်လောက်ပဲကျွန်တော်ကခံမှန်းနေဗျာနော်ဂိုးပေါင်းကတော့ဟို320စားဆိုတော့ဒီနေ့ပွဲရဒါဆီမီဖိုင်နယ်ပွဲလေးဖြစ်တယ်ဒါဖိုင်နယ်တက်ရမယ့်အတွက်ကြောင့်ကျွန်တော်အကျိတ်နယ်နဲ့ဟိုပေးကိုနှစ်သင်းလုံးကလည်းဒါပေးကိုရကိုများထားတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ဟိုနှစ်သင်းလုံးကဒါဒီနေ့ပွဲမှာအနည်းဆုံးမတော်ဘူးဆိုလို့ရှိရင်တော့နှစ်သင်းပေါင်း3လုံးလောက်ထိသွားမယ်လို့ကျွန်တော်ထင်တယ်အနည်းဆုံး2-1လောက်ထိလည်းကျွန်တော်မှန်းနေဗျာနော်အဲ့တော့ဒါမန်စီးတီး body နဲ့ဂိုးပေါ်ကျွန်တော်ကြိုက်တယ်အကြိုက်တူမှဆော့ပါနောက်ထပ်ပွဲကကျွန်တော်ဒါဘွန်ဒက်လီဂါပွဲစဉ်တစ်ပွဲပြเนาะဒါဘွန်ဒက်လီဂါပွဲဒါစတူဂတ်နဲ့ဒါဖရန့်ဘတ်နဲ့ပွဲစဉ်ဖြစ်တယ်လက်ရှိသူတို့ဒါအမှတ်ပေးစရာဆိုလို့ရှိရင်စတူဂတ်ကအဆင့်5မှာရှိတယ်ဖရန့်ဘတ်ကအဆင့်9မှာရှိရဗျာเนาะဒီနှစ်သင်းရဲ့ဒါတွေ့ဆုံမှုလေးကတော့ဒါအဆင့်နေရာလေးချိန်သွားမယ်သဘောမှရှိရဗျာနော်ဒါဒီမနေ့ဒါပေါက်ထားတဲ့ကြေးရဆိုလို့ရှိရင်လည်းစတုကန်ကနေပြီးတော့ဒါအိမ်ကွင်းကနေပြီးတော့တစ်လုံး90စာဂိုးပေါင်းက3လုံး35ပြားရှုံးနဲ့စပေါက်တယ်ဗျာနော်နှစ်သင်းလုံးရဲ့ head to head ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း front back ဒီစတုကန်နဲ့တွေ့တိုင်းဒုက္ခပေးလေးရှိတယ်အိမ်ကွင်းဖြစ်ဖြစ်ဝဲကွင်းဖြစ်ဖြစ် front back ကအမြဲတမ်းဒုက္ခပေးလေးရှိတယ်ဗျာနော်စတူကရဲ့ဒါလက်ရှိဒီနေ့ရသည်เนาะအိမ်ကွင်းမိုင်းဆွမ်းဆောင်ရရဆိုလို့ရှိရင်လည်းဒါဂိုးပေါ်ထားတဲ့ပွဲရတော်တော်လေးများပြီးတော့အိမ်ကွင်းမိုင်းကောင်းတယ်ဒါဘိုင်ယန်တသင်းလေးကိုလာရှုံးထားတာဗျာเนาะအိမ်ကွင်းမှာဒီနောက်ပိုင်းပွဲတွေပြောတာเนาะတသင်းလေးကိုလာရှုံးထားတယ်ဒါအိမ်ကွင်းမိုင်းတော်တော်လေးကောင်းမွန်နေတဲ့မှာပါတယ်ဗျစတူကအားကြောင့်မလို့လေဒီနေ့ကြေးတန်းက350စားဆိုပြီးဖောက်တယ်ဒီ front back အနေနဲ့ရတယ်ကျွန်တော်တို့အဝေးကွင်းမိုင်းဆွမ်းဆောင်ရကြည့်မယ်ဆိုလို့ရှိရင် front back ကအဝေးကွင်းမိုင်းနေမှာတော့ဒီနိုင်တော့နိုင်တယ်ဗျာเนาะကောင်းတယ်နာပိုလီတို့ဘာတို့လည်းဒါချန်ပီယံလိမှာတေးလောက်ထိခံကန်ထားတယ်ဟိုကောင်းတယ်ဆိုပေမဲ့လည်းတိတ်ပြီးတော့အရင်ကြီးအားရစရာတော့မရှိဘူးတော်တော်လေးတော့ကောင်းနေတဲ့မှာတော့ပါတယ်ဒါပေမဲ့အရင်ကြီးအားရစရာတော့မရှိဘူးဒီဘယ်လိုပြောကျွန်တော်တစ်လုံး90စားဆိုတော့စတူဂတ်ကကျွန်တော်စိတ်ထင်ဒီပွဲလေးကကျွန်တော်ဟိုတရေချဖို့တော့ရာခိုင်နှုန်းများတယ်လို့လည်းကျွန်တော်ထင်တယ်ပြီးလို့ရှိရင်ကျွန်တော် front back ကိုလည်းကျွန်တော်လေးတာတယ်ဗျာနော်ကျွန်တော် front back ကိုပိုကြိုက်တယ်ဗျဘာလို့လဲဆိုတွေ့ဆုံမှုပိုင်းတွေမှာဆိုလို့ရှိရင် front back ကပိုပြီးဒုက္ခပေးထားနိုင်တာလည်းတွေ့တယ်အဲ့တော့ဒီနေ့စတူဂတ်ပေါက်ထားရဆိုပေမဲ့ကျွန်တော် front back body ကိုပဲကျွန်တော်ကြိုက်တယ်ကိုပေါင်းကတော့3လုံး35ပြားရှုံးဆိုတော့ဘွန်ဒက်လီဂါပွဲတော်တော်များများကလည်းဒါဂိုးပေါ်တဲ့အကျင့်လေးတွေလည်းရှိတယ်ပြီးတော့ဒါသူတို့တွေ့ဆုံခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်ဂိုးပေါ်ထားတဲ့ပွဲကများတယ်ဗျာနော်ဂိုးပေါ်ထားတဲ့ပွဲကများတော့ဒီနေ့ပေါက်ထားတဲ့ဂိုးပေါင်းကြီးကလည်း3လုံး35ပြားရှုံးဆိုတော့ကျွန်တော်ဒါဒီနေ့ပွဲမှာ front back body နဲ့ဂိုးပေါ်ကိုကျွန်တော်ကြိုက်တယ်ဒါနှစ်သင်းလုံးကလက်ရှိမှာဒါပေးကိုရကိုများနေတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ထုံးစံတိုင်းပဲနော်ဟိုကျွန်တော်ဒီဗီဒီယိုလေးအောက်မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒါမောင်းကတ်တွေတပွဲကောင်းနေတင်ပေးနေတဲ့ဒါ channel လေးချပေးထားတယ်လာရောက် join ကြပါအောင်လို့ဖိတ်ခေါ်ပါရဗျာနော်နောက်နေ့မှာဆိုလို့ရှိရင်ကျွန်တော်ဒါအကောင်းဆုံးထပ်ပြီးစူးစမ်းပြီးတော့တင်ဆက်ပေးပါအောင်ပါဗျ